ကားနောက်ဖုန်းတွေကိုပစ္စည်းမထက်တဲ့ညီကိုတွေရှိရင်ဒီဗီဒီယိုမကြော်သွားပါနဲ့မကြော်သွားပါနဲ့ TikTok ကောက်လေးကိုလည်းမ follow ရသေးရင်လည်း follow ပေးခဲ့ကြပါအောင်ဗျာကျွန်တော်အားပေးသူဘယ်နှယောက်ရှိလဲ comment မှာမှန်းခဲ့လို့ရပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်က MG ဖြစ်ပါတယ်ခင်ဗျာဒီနေ့ပြောပြပေးတယ်မှာပေါ့တချို့မသိသေးတဲ့ player တွေပေါ့နော်ဟာအဲ့ဒီမိဘရင်စော့ရင်ပစ္စည်းတွေများနေလို့ဟိုကလွယ်တေးသေးလေးရသေးတယ်ပစ္စည်းပြည့်နေထည့်တဲ့နေရာမရှိဘူးကားလေးကိုထည့်လိုက်ရပါတယ်ကားလေးကိုထည့်ရနေရတော့ကျွန်တော်တို့ပစ္စည်းလေးယူပါမယ်ဟောဒီဓာတ်လေးပြင်မှာကားပုံးလေးရှိပါမယ်အဲ့ထဲကိုပစ္စည်းထည့်လို့ရပါတယ်ခင်ဗျာဆိုရင်ကျွန်တော်တို့ရဲ့လွယ်တွေက6လောင်းမှဖြစ်ပါတယ်အကြံတော့ပစ္စည်းလွယ်ပစ္စည်းထပ်ကောက်လို့ရပါတယ်ခင်ဗျာအဲ့ဒီမျိုးရင်ဆိုတော့စမုံများများပုံများများကောက်တင်ပါအောင်နော်ကြည်တန်းတော့အဲ့လိုမဟုတ်โอเคအားလုံးပဲနားလည်မယ်လို့ထင်ပါတယ်ဗျာအားလုံးပဲပါကျွန်တော်ရဲ့ TikTok ကောက်လေးကိုလည်း follow ပေးခဲ့ကြပါအောင်ဗျာ